2013ခုနှစ်ဒီဇင်ဘာလနောက်အာဖရိကတောအုပ်ထဲကရွာလေးတရွာအသက်2နှစ်အရွယ်ကလေးလေးတယောက်ရုတ်တရက်ဖျားလာတယ်။ရိုးရိုးဖျားတာလို့ပဲအားလုံးကထင်ခဲ့ကြတယ်။ဒါပေမဲ့2ရက်အကြာမှသူသေဆုံးသွားတယ်။သူ့အမေသူ့အမနဲ့အဖွားဖြစ်သူပါရပိုင်းအတွင်းဇက်တိုက်သေဆုံးသွားတယ်။အဲ့ဒီအချိန်မှာဘယ်သူမှမသိခဲ့တဲ့အချက်တစ်ခုရှိခဲ့တယ်။ဒီကလေးလေးဟာလူပေါင်း11000ကျော်ကိုသေစေမဲ့အရာတစ်ခုကိုစတင်လိုက်ပြီးဆိုတာပါပဲ။ဘလို့ဖြစ်ပြီးဒီကလေးလေးစီကနေစတင်ခဲ့တာလဲ။လူတိုင်းကကုသယောဂတစ်ခုဖြစ်ပြီးဆိုရင်ဆေးကိုပဲအရင်ရှားကြတယ်။ဒါပေမဲ့ဆရာဝန်တွေသိပ္ပံပညာရှင်တွေအတွက်တော့အရေးကြီးဆုံးမေးခွန်းကဆေးမဟုတ်ဘူး။ပထမဆုံးလူနာ patient 0ကိုရှာတွေ့ဖို့။ဘာကြောင့်လဲ။ပထမဆုံးလူနာကိုရှာတွေ့မှသာဒီယောဂဘယ်ကလာလဲဘယ်လိုကူးစက်လဲဆိုတာသိနိုင်လို့ပါပဲ။ဒါဟာလူသက်သမားကိုလိုက်ရှာရတဲ့သုံးတော့ဇလန်တစ်ပုဒ်နဲ့အတိအကျတူညီနေပါတယ်။ဒါပေမဲ့တရားခံကမျက်စိနဲ့မမြင်ရတဲ့အရာတစ်ခုဖြစ်နေတဲ့အခါခုနက2013ကိစ္စကိုပြန်သွားရအောင်။ယောဂကတရွာပြီးတရွာကူးစက်လာတယ်။လူတွေသွေးအံပြီးသေကုန်ကြတယ်။ဒါအီဘိုလာပဲ။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကယောဂဗေဒပညာရှင်တွေရွာကိုရောက်လာကြတယ်။သူတို့မှာမေးခွန်းတစ်ခုပဲရှိတယ်။ပထမဆုံးလူနာပဲသူလဲ။ရွာသားတွေကိုမေးမြန်းစုံစမ်းရင်းနဲ့လွန်ခဲ့တဲ့8လလောက်ကသေဆုံးသွားတဲ့အီမိုင်းဆိုတဲ့2နှစ်အရွယ်ကလေးလေးကိုသွားတွေ့တယ်။ဒါပေမဲ့ဖြစ်စဉ်ကပိုပြီးကြီးသွားတယ်။ကလေးကတောထဲကိုလည်းမသွားဘူး။အသားသိန်း5သိန်းတွေလည်းမစားဘူး။သူဘယ်လိုလုပ်အီဘိုလာကူးသွားတာလဲ။အဖြေကကလေးစော့နေကြနေရမှာရှိနေတယ်။ကလေးစော့နေကြတစ်ပင်အခေါင်းပေါက်ကိုသွားစစ်ဆေးလိုက်တဲ့အခါအဲ့ဒီအထက်မှာထိတ်လန့်စရာကောင်းတဲ့အရာတစ်ခုကိုတွေ့လိုက်တယ်။အဲ့ဒါကတော့လင်းတို့တွေထောင်နဲ့ချီပြီးနေနေတဲ့အတိုက်ကြီးတစ်ခုပါပဲ။ဆေးပညာမှာဒါကို spill over တိရစ္ဆာန်ကနေလူကိုကူးစက်ခြင်းလို့ခေါ်ပါတယ်။ရှင်းအောင်ပြောရရင် virus ပိုးတွေကိုတော့တန်လေးတွေလိုမြင်ကြည့်ပါ။လူခန္ဓာကိုယ်ကတော့ကလောက်ပါ။လင်းတို့တွေစီမှာရှိတဲ့ virus တော့တန်တွေကလူခန္ဓာကိုယ်တော့ကလောက်နဲ့မကိုက်ပါဘူး။ဒါကြောင့်ပုံမှန်ချိန်ဆိုဘာမှမဖြစ်ပါဘူး။ဒါပေမဲ့ virus တွေကသူတို့ရဲ့တော့တန်ပုံစံကိုအမြဲတမ်းပြောင်းလဲနေတတ်ပါတယ်။ဒီနေ့မှာတော့တန်ပေါင်းများစွာသော virus တွေကတကောင်ရဲ့တော့တန်ဟာလူခန္ဓာကိုယ်နဲ့မတော်တဆကိုက်ညီသွားတယ်။အဲ့ဒီ virus ပါတဲ့လင်းတို့ချင်းနဲ့ကလေးငယ် email လေးအမှတ်မထင်ထိတွေ့မိသွားတဲ့အခါတကားပွင့်သွားပါတော့တယ်။ကျွန်တော်တို့တွေ patient 0လို့ပြောတဲ့အခါစာရွက်ပေါ်ကကိန်းဂဏန်းတစ်ခုလိုမြင်တတ်ကြတယ်။ဒါပေမဲ့တကယ်တော့သူတို့ဟာသားကောင်တွေပါ။ email လေးဟာကဘာကြီးကိုရည်ရွယ်ချက်ရှိထိခိုက်စေခဲ့သူမဟုတ်ပါဘူး။သူဟာတစ်ပင်အောက်မှာစော်ကစားနေတဲ့အပြစ်ကင်းတဲ့ကလေးလေးတစ်ယောက်သက်သက်ပါ။သူ့မိသားစုလည်းသေဆုံးခဲ့ရတယ်။တရွာလုံးလည်းကြေကွဲခဲ့ရတယ်။ကုသယောဂရဲ့အစဟာအမြဲတမ်းလိုဆင်းရဲမွဲတေမှုသတိမမှုမိမှုနဲ့အပြစ်ကင်းတဲ့ကလေးငယ်လေးတွေစီကနေစတင်လေးရှိတယ်။ဒါပေမဲ့မိကွန်းတစ်ခုရှိလာပြန်တယ်။ဒီနေ့ခေတ်မှာကော2019ကိုရိုနာဗိုင်းရပ်စ်ရဲ့ patient 0ကိုဒီနေ့အထိအတိအကျမသိရသေးပါဘူး။သိပ္ပံပညာရှင်တွေကတော့လက်ရှိအချိန်မှာ disease X လို့ခေါ်တဲ့နောက်ထပ်ကုသယောဂအသစ်တစ်ခုအတွက်ပြင်ဆင်နေကြပြီ။ဘာကြောင့်လဲဆိုတော့နောက်ထပ် virus ဟာတောအုပ်ထဲမှာရှိမနေတော့လို့ပါပဲ။ကမ္ဘာဒေါ်လာကူးတူးဆက်ဆံမှုတွေများပြားလာတာနဲ့အမျှကမ္ဘာကြီးကသေးငယ်လာတယ်။အရင်ကရွာလေးတရွာမှာတင်ပြီးသွားမဲ့ယောဂကအခုတော့24နာရီအတွင်းနယူးယောက်၊လန်ဒန်၊တိုကျိုကိုရောက်သွားနိုင်ပါတယ်။ယောဂတစ်ခုစတင်ဖို့အတွက်လက်နက်ကြီးတွေစက်ရုံကြီးတွေမလိုပါဘူး။တောအုပ်ထက်ကလင်းတို့တကောင်တိရစ္ဆာန်အသေးတကောင်ကိုခုတ်ထစ်နေတဲ့ဓာတ်တလက်ဒါမှမဟုတ်တစ်ပင်အောက်မှာစော်ကစားနေတဲ့ကလေးလေးတယောက်ပဲလိုပါတယ်။ဒီနေရာမှာဒီချိန်လေးမှာပဲနောက်ထပ် patient 0တယောက်ဟာရိုးရိုးဖျားတယ်လို့တင်ပြီးအိပ်ရတဲ့ဝင်သွားတော့ပြီ။မိကွန်းကအဲ့ဒီလူဘယ်မှာရှိနေလဲဆိုတာကိုကျွန်တော်တို့အချိန်မီရှာတွေ့နိုင်ပါမလား။မိတ်ဆွေရဲ့တင်မြင်ယူဆချက်ကိုမှန်ခဲ့ပေးပါအောင်။အပတ်စဉ်ဗုဒ္ဓဟူးနဲ့စနေနေ့ည7:00နာရီတိုင်းမှာဒီလိုဆေးပညာနဲ့ပတ်သက်ပြီးထူးခြားတဲ့အဖြစ်အပျက်လေးတွေပုံမှန်တင်ဆက်ပေးနေပါတယ်ဗျာ။ Subscribe လုပ်ပေးသွားကြပါအောင်နော်။ Good night ပါခင်ဗျာ။